ဒီဟာရရင်အင်္ဂလိပ်တရားရပြီရိုးရိုးကိုရီးယားဝိပတ်များ simple tenses သည်နေ့စဉ်လှုပ်ရိုးလှုပ်စဉ်ပြီးသွားပြီးသောသို့မဟုတ်အနာဂတ်တွင်ပြီးမြောက်မည့်လှုပ်ဆောင်ချက်များကိုဖော်ပြသည် Present simple, I drink water. ငါရေတောက်တယ်နေ့စဉ်လှုပ်ရိုးလှုပ်စဉ် Past simple, I drank water. အတိတ်ကာလတွင်ပြီးမြောက်ခဲ့သောလှုပ်ဆောင်ချက် Future simple, I will drink water. ငါရေတောက်မယ်အနာဂတ်တွင်ပြီးမြောက်မည့်လှုပ်ဆောင်ချက်စတိုက်ဖြစ်နေသောကရိယာဝိပတ်များ continuous progressive tenses သည်တစ်ချိန်ချိန်တွင်ဖြစ်နေသောလှုပ်ဆောင်ချက်များကိုဖော်ပြသည် Present continuous, I am drinking water. ငါရေတောက်နေတဲ့လက်ရှိတွင်ဖြစ်နေသောလှုပ်ဆောင်ချက် Past continuous, I was drinking water. ငါရေတောက်နေခဲ့တဲ့အတိတ်ကာလတွင်ဖြစ်နေသောလှုပ်ဆောင်ချက် Future continuous, I will be drinking water. ငါရေတောက်နေမယ်အနာဂတ်တွင်ဖြစ်နေမည့်လှုပ်ဆောင်ချက်ပြီးပြည့်စုံသောကရိယာဝိပတ်များ perfect tenses သည်အချိန်တစ်ခုတွင်ပြီးမြောက်ခဲ့သောလှုပ်ဆောင်ချက်များကိုဖော်ပြသည် Present perfect. I have drunk water ငါရေတောက်ပြီးမကြာသေးမီကပြီးမြောက်ခဲ့သောလှုပ်ဆောင်ချက် Past perfect, I had drunk water. ငါရေတောက်ပြီးခဲ့ပြီးအတိတ်ကာလတွင်အခြားလှုပ်ဆောင်ချက်မတိုင်မီပြီးမြောက်ခဲ့သောလှုပ်ဆောင်ချက် Future perfect, I will have drunk water ငါရေတောက်ပြီးဖြစ်မယ်အနာဂတ်တွင်အချိန်တစ်ခုမတိုင်မီပြီးမြောက်မည့်လှုပ်ဆောင်ချက်ပြီးပြည့်စုံသောစက်တိုက်ဖြစ်နေသောကရိယာဝိပတ်များ perfect continuous tense သည်အချိန်တစ်ခုအထိဖြစ်နေသောလှုပ်ဆောင်ချက်များကိုဖော်ပြသည် Present perfect continuous, I've been drinking water. ငါရေတောက်နေခဲ့တဲ့အတိတ်ကာလတွင်စတင်ခဲ့ပြီးလက်ရှိတွင်ဆက်လက်ဖြစ်နေသောလှုပ်ဆောင်ချက် Past perfect continuous, I had been drinking water. ငါရေတောက်နေခဲ့ပြီးအတိတ်ကာလတွင်အခြားလှုပ်ဆောင်ချက်မတိုင်မီဖြစ်နေသောလှုပ်ဆောင်ချက် Future perfect continuous, I will have been drinking water. ငါရေတောက်နေခဲ့ပြီးဖြစ်မယ်အနာဂတ်တွင်အချိန်တစ်ခုအထိဖြစ်နေမည်လှုပ်ဆောင်ချက် Passive voice. ကရိယာဝိပတ်များကိုလှုပ်ဆောင်ခံရသူအဖြစ်ဖော်ပြသောအခါတွင် passive voice ကိုအသုံးပြုသည် Present passive, water is drunk by me. ရေကိုငါတောက်တယ်လက်ရှိတွင်ဖြစ်နေသောလှုပ်ဆောင်ချက် Past passive, water was drunk by me. ရေကိုငါတောက်ခဲ့တယ်အတိတ်ကာလတွင်ဖြစ်ခဲ့သောလှုပ်ဆောင်ချက် Future passive, water will be drunk by me. ရေကိုငါတောက်မယ်အနာဂတ်တွင်ဖြစ်မည့်လှုပ်ဆောင်ချက်အခြေအနေပေးစကားများ conditional sentence သည်မှန်းဆချက်များနှင့်အင်းတို့၏အကျိုးဆက်များကိုဖော်ပြသည် Zero conditional, if I am thirsty, I drink water. ငါရေငတ်ရင်ရေတောက်တယ်အမြဲမှန်သောအချက် First conditional, if I am thirsty, I will drink water. ငါရေငတ်ရင်ရေတောက်မယ်ဖြစ်နိုင်သောအနာဂတ်အခြေအနေ Second conditional, if I had been thirsty, I would have drunk water. ငါရေငတ်ခဲ့ရင်ရေတောက်မှာပဲတကယ်မဖြစ်သောသို့မဟုတ်မှန်းဆချက် Third conditional, if I were thirsty, I would drink water. ငါရေငတ်ခဲ့ရင်ရေတောက်ခဲ့မှာပဲတကယ်မဖြစ်သောအတိတ်အခြေအနေ modal verbs များသည်စွမ်းရည်ဖြစ်နိုင်ခြေခွင့်ပြုချက်သို့မဟုတ်တာဝန်ကိုဖော်ပြသည် Can, I can drink water. ငါရေတောက်နိုင်တယ်စွမ်းရည် Could, I could drink water. ငါရေတောက်နိုင်ခဲ့တယ်အတိတ်စွမ်းရည်သို့မဟုတ်ဖြစ်နိုင်ခြေ May, I may drink water. ငါရေတောက်လောက်တယ်ဖြစ်နိုင်ခြေသို့မဟုတ်ခွင့်ပြုချက် Might, I might drink water. ငါရေတောက်နိုင်တယ်ဖြစ်နိုင်ခြေ Shall, I shall drink water. ငါရေတောက်မယ်အနာဂတ်ရည်ရွယ်ချက် Should, I should drink water. ငါရေတောက်တဲ့နယ်တာဝန်သို့မဟုတ်အကြံပြုချက် Must, I must drink water. ငါရေတောက်ရမယ်လိုအပ်ချက် Would, I would drink water. ငါရေတောက်မှာပဲမှန်းဆချက် Negative forms. ညင်းလိုသောအချက်များကိုဖော်ပြရန် negative forms ကိုအသုံးပြုသည် Present negative, I do not drink water. ငါရေမတောက်ဘူးလက်ရှိအလေးထား Past negative, I did not drink water. ငါရေမတောက်ခဲ့ဘူးအတိတ်လှုပ်ဆောင်ချက် Future negative, I will not drink water. ငါရေမတောက်ဘူးအနာဂတ်လှုပ်ဆောင်ချက် Interrogative forms. မေးခွန်းများမေးရန် interrogative forms ကိုအသုံးပြုသည် Present interrogative, do I drink water? ငါရေတောက်လားလက်ရှိအလေးထား Past interrogative, did I drink water? ငါရေတောက်ခဲ့လားအတိတ်လှုပ်ဆောင်ချက် Future interrogative, will I drink water? ငါရေတောက်မလားအနာဂတ်လှုပ်ဆောင်ချက် Imperative form. အမိန့်ပေးချက်သို့မဟုတ်တောင်းဆိုချက်များအတွက် imperative form ကိုအသုံးပြုသည် imperative drink water ရေတောက်ပါအမိန့်ပေးချက်သို့မဟုတ်တောင်းဆိုချက် Gerund and infinitive. gerunds နှင့် infinitives များသည်နာမ်အဖြစ်လှုပ်ဆောင်သောကြည်ရာပုံစံများဖြစ်သည် Gerund, drinking water is healthy. ရေတောက်တာကျန်းမာရေးအတွက်ကောင်းတဲ့နာမ်အဖြစ်လှုပ်ဆောင်သော gerund Infinitive, I want to drink water. ငါရေတောက်ချင်တဲ့နာမ်အဖြစ်လှုပ်ဆောင်သော infinitive